အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေထိုင်အောင်ဖြစ်ပါတယ်စီးကြိုဓမားတွေမှာစီးကြိုရှိတယ်မျက်စိကတော့ကောင်းနေသေးတယ်ပူစရာမလိုဘူးလားဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကတော့လူတော်များများမသိသေးတဲ့အကြောင်းဖြစ်ပါတယ်စီးကြိုယောဂကမျက်စိကိုဘလို့တိတ်တိတ်ကလေးဖြတ်စီးနေတယ်လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်စီးကြိုကသွေးကြောတွေကိုထိခိုက်တယ်ဆိုတာတော်တော်များများသိကြပါတယ်အဲ့ဒီမှာမျက်စိထဲမှာရှိတဲ့အလွန်သေးငယ်တဲ့သွေးကြောလေးတွေလည်းပါနေပါတယ်ဥပမာပြောရရင်မျက်စိရဲ့ retina ဆိုတာကကင်မရာထဲမှာရှိတဲ့ film နဲ့တူပါတယ်။ film ပြတ်ရင်ပုံကောင်းကောင်းမရိုက်နိုင်တော့ပါဘူး။စီးကြိုကဒီ film ကိုတဖြည်းဖြည်းပျက်စီးအောင်လုပ်နေတာပါ။ဒါဆိုရင်ဘာကြောင့်မသိနိုင်တာလဲ။မျက်စိပျက်စီးနေတာကိုပိုင်ရှင်ဖြစ်တဲ့ကိုကဘာဖြစ်လို့မသိနိုင်တာလဲ။အကြောင်းကတော့ retina မှာနာကျင်မှုခံစားနိုင်တဲ့အာရုံကြောကအရန်အားနည်းပါတယ်။ဥပမာအနေနဲ့လက်ကိုဓာတ်နဲ့ဖြတ်လိုက်ရင်ချက်ချင်းနာတာသိပါတယ်ဒါပေမဲ့ retina ပျက်စီးနေတာအဲ့လိုမဟုတ်ပါဘူးတိတ်တဆိတ်ကလေးပျက်စီးနေတာပါနာကျင်မှုလုံးဝမရှိဘဲနဲ့ပျက်စီးနေတာပါဒါကြောင့်မလို့မနာလို့ကောင်းတယ်ဆိုတဲ့အတွေ့အန္တရာယ်ကြီးတာပါဒါပေမဲ့တချို့လက္ခဏာတွေလည်းပေါ်တတ်ပါတယ်ဥပမာအဖြစ်အမြင်ဝါလာတာစာဖတ်ရခက်လာတာညဘက်မှာမြင်ဖို့ခက်လာတာမျက်စိရှိမှာအမဲဆက်ကလေးတွေပြန်နေလို့ဖြစ်လာတာအမြင်တစ်စိတ်တစ်ပိုင်းတွေပျောက်သွားတာဒါတွေလည်းဖြစ်နိုင်ပါတယ်ဒါတွေဖြစ်ရင်ချက်ချင်းဆရာဝန်နဲ့ပြသင့်ပါတယ်။ဒါပေမဲ့လက္ခဏာလုံးဝမရှိပဲလေပျက်စီးနေနိုင်တယ်ဆိုတာကိုတော့မမေ့ပါနဲ့။ဒါကြောင့်စီးကြိုရှိတဲ့လူတိုင်းကအမြင်ကောင်းနေပေမဲ့တစ်နှစ်တစ်ခါတော့မျက်စိကိုစစ်ဆေးသင့်ပါတယ်။စောစောတွေ့ရင်ဘာလုပ်လို့ရမလဲ။စောစောတွေ့ရင်လေဆာကုသမှုဒါမှမဟုတ်မျက်စိဆေးထိုးကုသမှုနဲ့အမြင်အာရုံကိုကယ်တင်နိုင်ပါတယ်။ဒါအပြင်ဒီလေးချက်ကိုလည်းမှတ်ထားပါ။ပထမကတော့တွေးကြိုထိန်းပါတွေးပေါင်ချိန်ကိုထိန်းပါဆေးလိပ်ရှောင်ပါနှစ်စဉ်မျက်စိကိုစစ်ပါစီးကြိုကြောင့်မျက်စိကွယ်တာတရက်ထဲနဲ့မဖြစ်ပါဘူးနှစ်ပေါင်းများစွာတတိမထားမိပဲဖြစ်လာတာပါဒါကြောင့်မို့လို့ဒီနေ့မျက်စိကောင်းနေတဲ့အချိန်ဒီနေ့ပဲစစ်ဆေးတာမနှက်ဖြန်ရဲ့အမြင်အာရုံကိုကာဝယ်ပေးတာဖြစ်ပါတယ်တင်စီးကြိုရှိရင်နောက်ဆုံးမျက်စိစစ်ခဲ့တယ်ဆိုတာဘယ်ချိန်ရလဲဆိုတော့ comment မှာပြောခဲ့ပေးပါဦးဒီအကြောင်းကိုမသိသေးတဲ့မိသားစုတငယ်ချင်းတွေအတွက်ဒီဗီဒီယိုလေးကို share လိုက်ပါအားလုံးကျန်းမာကြပါစေ